ထောင်ထဲမှာသဘောကိုက်တာကြောင့်အေတင်ကိုတောင်းပန်စွာပို့ပြီးထောင်ကနေပြန်ထုတ်ပေးဖို့တောင်းဆိုလာတဲ့သမီးဆို Facebook ဆက်လီတူဖြစ်တဲ့သမီးဆိုကတော့ online ပေါ်မှာလူတိုင်းကို blame နဲ့နာမည်ကြီးလာသူဖြစ်ပြီးလူမုံများဆုံးဆက်လီတယောက်လည်းဖြစ်လာခဲ့တာပါ။တာမန်သူလိုကိုလိုလူတွေကစမင်းသားမင်းသမီးဆယ်လီစုံနိုင်ငံတော်တာဝန်ရှိသူတွေပါမကြမ်းအစားစားအရာရာလိုက်ပလိမ့်ပြီးတော့လူများကိုစိတ်ဒုက္ခပေးလာတာကြောင့်သမီးဆိုရင်ကလေးစလူကြီးဆုံးအမြင်ကပ်ကြတာပါ။သမီးဆိုးကရန်ဖြစ်တဲ့နေရာမှာဆရာတဆူဖြစ်နေပြီးအေတင်ကိုတတဇိုနီလာတေစားတဲ့သူ့လို blame ဆယ်လီတွေနဲ့မကြာခဏဆိုသလိုရန်ဖြစ်တတ်တာပါ။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းအေတင်ကိုနဲ့ပွဲကြီးကျယ်ပြဿနာတက်ခဲ့ပြီးတော့ရက်ကြော်ရကြောင်ဖြစ်ခဲ့ပါတယ်။အေတင်ကိုကသူ့ရဲ့ဂုဏ်သိက္ခာကိုသမီးဆိုးကစော်ကားပြောဆိုလာတာကြောင့်လာရောက်တောင်းပန်မှုတတိပေးခဲ့တာပါ။တောင်သမီးဆိုးကလက်မခံပဲရှောင်ပြေးနေပြီးနောက်ဆုံးမှာတော့သူ့ရဲ့နေရအမေရိကန်နိုင်ငံကိုပြန်ပြေးဖို့စီစဉ်ခဲ့ပါတယ်။အမေရိကကိုပြန်မှုအတွက်သမီးဆိုးကတေချာစီစဉ်ပြီးရှုပ်ဖြတ်သွားခဲ့တာပါ။ဒါပေမဲ့အေတင်ကိုရဲ့နှက်ဆက်မှုကြောင့်သမီးဆိုးကိုရဲတပ်ဖွဲ့ကလေးစိမ့်မာတင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။တကယ်တော့သမီးဆိုးကိုဖမ်းဆီးခဲ့ရတာကအေတင်ကိုရဲ့ဆက်နဲ့ကြောင့်အေတင်ကိုစော်ကားလို့ဆိုပြီးတော့ထင်ခဲ့ကြပေမဲ့ဖမ်းဆီးရတဲ့ပုံမှားတွေထွက်လာချိန်မှာတော့သမီးဆိုးကနိုင်ငံတော်ကြီးကဲတွေကိုစော်ကားပြောဆိုမှုတွေကြောင့်ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုရမှာပါ။သမီးဆိုးဟာဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေကိုခုလောင်လောက်ပြီးနိုင်ငံအကြီးအကဲရဲ့ဇနီးတခြားသောတာဝန်ရှိသူတွေပေါ် blame ပြီးတော့စော်ကားတွေရှိခဲ့ပါတယ်။ online မှာနေအားချောင်းပြီးပြောဆိုခဲ့တာကြောင့်သမီးဆိုးကိုဆက်သွယ်ရေးပုံမှန်66ကကြီး905ကကြီးနဲ့တူဖောင်စီမဖြစ်ပဲနေထိုင်တဲ့အမှုတွေနဲ့အမှုဖွင့်အရေးယူခဲ့တာပဲဖြစ်ပါတယ်။တကယ်တော့သမီးဆိုးကအမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပြီးမြန်မာနိုင်ငံကိုခေတ္တခဏပြန်လာတာပါ။ဒါကြောင့်နိုင်ငံသားအလဲလာသူလိုဖြစ်သွားပြီးနေထိုင်ခွင့်ဖောင်စီဖြည့်ဖို့လိုအပ်တာပါ။တောင်သမီးဆိုးကမဖြစ်ထားတဲ့အတွက်ငကိုရှင်ဆွဲပုံမှားတွေကနေထပ်တိုးလာတာဖြစ်ပါတယ်။ပုံမှားတွေကအေတင်ကိုနဲ့တိုင်းရိုက်သက်ဆိုင်မှုမရှိပေမဲ့အေတင်ကိုနဲ့ပြဿနာဖြစ်တိုင်တန်းပြီးအဖမ်းခံခဲ့ရတာမို့လို့အေတင်ကိုရဲ့စနစ်တွေလည်းပါလောက်တယ်လို့ခန့်မှန်းနေကြတာပါ။အေတင်ကိုကငွေကြေးချမ်းသာသူပြီးနန်းနန်းဆက်ဆက်ရှိရကြောင်းသမီးဆိုးအဖမ်းခံရတဲ့ကိစ္စမှာအေတင်ကိုနဲ့လည်းဆက်နွယ်နေမယ်လို့ယုံကြည်နေကြပါတယ်။သမီးဆိုးကိုယ်တိုင်လည်းအေတင်ကိုဆန္ဒလို့ထင်တာကြောင့်သူ့ကိုထောင်ဝထုတ်ပေးဖို့အေတင်ကိုတောင်းပန်စာပို့ခဲ့တာပါ။ထောင်ထဲမှာသဘောကိုက်တာကြောင့်သူ့ထောင်ထဲကနေပြန်ထုတ်ပေးဖို့လက်ရင်းစာနဲ့စာတစ်စောင်ပေးပို့ခဲ့တာဖြစ်ပါတယ်။အေတင်ကိုအပြင်မှာကိုရိုင်းကိုကြတောင်းပန်ချင်တာမို့လို့အေတင်ကိုကိုရိုင်းညီမကိုထောင်ထဲကနေထုတ်ပေးပါဆိုပြီးတော့တောင်းပန်စာထဲမှာရေးသားထားတာပါ။ဒါအပြင်အမကိုလေးစားတဲ့ညီမသမီးဆိုးဆိုပြီးတော့လေစာမှာသူရေးမှန်းသိတာအောင်လို့အမှတ်သားပြုထားသေးတာဖြစ်ပါတယ်။ဒီစာကသမီးဆိုးကိုရိုင်းရေးထားတာဟုတ်မှန်ကြောင်းသက်သေမရှိတာကြောင့်မှန်ဆိုတာအတိအကျပြောလို့မရပေမဲ့လူများကတော့သမီးဆိုးရေးတာလို့ပဲလက်ခံထားကြတာပါ။သမီးဆိုးစီကနေအေတင်ကိုတောင်းပန်စာပို့ရဲဆိုတာသတင်းထွက်လာကြတဲ့ကအွန်လိုင်းပေါ်မှာလူစိတ်ဝင်စားမှုမြင့်တက်နေတာပါတကယ်တော့သမီးဆိုးဆိုတာကနာမည်နဲ့လိုက်အောင်စိုးပေတဲ့အမျိုးသမီးကြီးဖြစ်တယ်လို့မာနာလဲကြည့်ရကြောင်းအေတင်ကိုတောင်းပန်မှုမဖြစ်နိုင်ပါဘူးထောင်ထဲမရောက်ခင်ကတည်းကအေတင်ကိုမတောင်းပန်ချင်တာကြောင့်ရှောင်ပြေးနေပြီးတော့နေရပြန်မှုတောင်စီစဉ်ထားခဲ့တာပါဒါကြောင့်ဒီသတင်းတွေထွက်ပေါ်နေတဲ့တောင်းပန်စာလျင်မှုကသမီးဆိုးထောင်ထဲကနေပို့လိုက်တဲ့စာမဟုတ်နိုင်ပဲအတူရောင်လည်းဖြစ်နေနိုင်တာပါလူတိုင်းကသမီးဆိုးဆိုရင်အမြင်ကမုန်းတီးကြတာကြောင့်သမီးဆိုးထောင်ထဲမှာဒုက္ခခံနေရတဲ့ပုံစံမျိုးလုံးကျန်ဖန်တီးထားတာဖြစ်နိုင်ပါတယ်။ထောင်ထဲမှာသဘောတန်ခံရပြီးဆင်းရဲဒုက္ခရောက်နေရတာကြောင့်အေတင်ကိုဒုထောင်အညံ့ခံနေရပြီဆိုတဲ့သဘောမျိုးတက်ရောက်အောင်လို့လုံးကျန်ဖန်တီးတယ်လို့လည်းယူဆတာပါ။ဒါမဲ့သမီးဆိုးရဲ့အမှုတွေကအနည်းဆုံးဆိုရင်တော့ထောင်ဒဏ်ကတော့ကြားနိုင်သေးတယ်လို့အကန့်မသိမသိတယ်လို့ပုံမှားတွေလည်းထပ်ပြီးတော့တိုးလာနိုင်တာပါ။အစာပိုင်းမှာဆိုရင်ဆက်သွယ်ရေးဥပဒေပုံမှန်66ကကြီးနဲ့ပဲဆွဲဆိုထားပေမဲ့နောက်ပိုင်းမှာတော့905ကကြီးနဲ့ဖောင်စီပုံမှန်ပါထပ်ပြီးတော့တိုးလာတာကြောင့်ပုံမှန်ထပ်တိုးမှလည်းစိုးရင်ရတာဖြစ်ပါတယ်။ဒါကြောင့်သမီးဆိုးလည်းအကြောက်တရားရပြီးအေတင်ကိုတောင်းပန်စာပို့တာကဖြစ်နိုင်ခြေရှိနေတာပါ။ဒါပြင်အေတင်ကိုကသမီးဆိုးထောင်နှန်းဆန်ကစားမှာတနာကယူနာတက်ပြီးသမီးဆိုးသာသူ့ကိုချက်ချင်းတောင်းပန်မယ်ဆိုရင်ထောင်ထဲကနေထုတ်ပေးမယ်လို့သူ့ရဲ့အကောင့်မှာ post တင်ပူတာဖြစ်ပါတယ်။ဒါတွေကြောင့်သမီးဆိုးလည်းနောင်နာရပြီးသူ့ရဲ့မာကိုတီးကပြန်တောင်းပန်တာလည်းဖြစ်နိုင်ပါတယ်။ပရိသတ်တွေကတော့သမီးဆိုးဖမ်းခံရကလေးကကျဉ်းနဲ့အားရနေခဲ့ကြတာပါ။သမီးဆိုးကနာမည်နဲ့လိုက်အောင်ဆိုပြီးတော့လူတွေကိုစိတ်ဒုက္ခပေးခဲ့တာကြောင့်အခုလိုမျိုးအဖမ်းခံရတာနည်းသေးတယ်လူတော်ထင်နေကြတာပါ။ကိုပြူးတဲ့တန်ကိုထန်ပြန်လာတာမို့လို့ထောင်ချသွားတာပဲနားအေးတယ်လို့ယူဆထားကြပါတယ်။တကယ်လို့သမီးဆိုးသာထောင်ကပြန်လွတ်လာရင်အရင်လိုမျက်စိပြန်နှောင်းနိုင်တယ်လို့အခုချိန်မှာသူ့ကိုပြောဆိုနေကြသူတွေကိုလည်းပြန်ပြီးတော့ blame နိုင်တာပါ။ဒါကြောင့်သမီးဆိုးထောင်ထဲကမထွက်ဖို့အတွက်အေတင်ကိုပြန်မလွတ်ပေးဖို့တောင်းဆိုနေကြတာပါတချို့ကလည်းလူချင်းမြစ်တာထားပြီးတော့သမီးဆိုးသာတောင်းပန်မယ်ဆိုအေတင်ကိုကနားလေခွင့်လို့ပေးဖို့ပြောလာကြပါတယ်
လက်ရှိမှာတော့အေတင်ကိုဘက်ကဘာမှတုံ့ပြန်တာမရှိသေးသလိုသမီးစုနဲ့ပတ်သက်ပြီးတော့ပြစ်ဒဏ်မဲမဲရရတော့ချမှတ်ခြင်းမရှိသေးပါဘူးဒီကိစ္စဟာအေတင်ကိုနဲ့ဓာတ်ရိုက်သက်ဆိုင်မှုမရှိပေမဲ့အေတင်ကိုသာအမှုပိတ်မယ်ဆိုရင်ပြန်လွတ်လာနိုင်ခြေရှိမယ်လို့ခန့်မှန်းနေကြတာဖြစ်ပါတယ်ဒါမဲ့သမီးစုရဲ့အားချမှုတွေကအများကြီးရှိနေသေးပြီးနိုင်ငံတော်ထိပ်တန်းတွေအထိထိပါထားတာကြောင့်ပြန်လွတ်လန်းမရှိတဲ့အခြေအနေမှာရောက်နေကြတာပါသမီးစုရဲ့ဖြစ်ရပ်ကိုကြည့်မယ်ဆိုရင်ကိုနဲ့မဆိုင်တဲ့ကိစ္စတွေမှာဝင်မပါတဲ့လို့ဆိုရှယ်မှာအားချောင်ပြီးနေမယ်စားကိုမိသားစုနဲ့ကိုအေးဆေးနေဖို့သင်ခန်းစာရတယ်ဆိုတဲ့လူတွေတောင်ရှိနေခဲ့ကြပါတယ်ကြည့်ရှုနေကြတဲ့ပရိသတ်တို့အနေနဲ့ရောသမီးဆိုတယောက်သူလုပ်ခဲ့တဲ့လုပ်ရက်တွေကိုနှောင်းနှားရပြီးထောင်ထဲမှာသဘောတံမခံနိုင်တော့တာကြောင့်အေတင်ကိုစီတောင်းပန်စာပို့ပြီးတော့ထောင်ကနေထုတ်ပေးဖို့တောင်းဆိုလာတဲ့ပုံမှာဘယ်လိုမျိုးထင်မြင်မိလဲဆိုတာကောမန့်မှာပြောပြပေးခဲ့ကြပါအောင်နော်